2026ခုနှစ်ဇန်နဝါရီလ1ရက်နေ့ဟေဘရဲခန်းကြီး7ခန်းငယ်1ဟေဘရဲဩဝါဒစာခန်းကြီး7ခန်းငယ်1ယုံကြည်ခြင်းသည်မျှော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏မမြင်သေးသောအရာတို့ကိုတိမှတ်ဆွဲလန်းခြင်းအကြောင်းဖြစ်၏ဟေဘရဲဩဝါဒစာခန်းကြီး7ခန်းငယ်1အင်္ဂလိပ်လို KJV မှာဘယ်လိုပြောထားလဲဆိုရင် Now faith is the substance of things that not seen လို့ပြောထားပါတယ် Now faith is the substance of things not seen ဘာလို့ဆိုလို့လဲဆိုတော့ faith believe before seeing မမြင်သေးပေမဲ့လည်းတိမှတ်ဆွဲလန်းခြင်းကိုယုံကြည်ခြင်းလို့ခေါ်ပါတယ်ဒီနေ့ကျမတို့ဟေဘရဲဩဝါဒစာခန်းကြီး7ကိုကြည့်မယ်ဆိုရင်ယုံကြည်ခြင်းရဲ့သူရဲ့ကောင်းများကိုတွေ့ရပါတယ်အဲ့ဒီသူတွေကတော့ကဘာအိုးကနေပြီးတော့ဆက်ပြီးတော့ကြည့်မယ်ဆိုရင်ဟေဘရဲမှာအထိမတန်းတင်ခဲ့ရတဲ့ယုံကြည်ခြင်းသူရဲ့ကောင်းတွေရှိပါတယ်ဂိုင်းနာအေနောက်အာဗြဟံဣဇက်ယာကုပ်သူတို့တွေကဂတိတော်ထားတော်မူတဲ့သူဟာသစ္စာရှိတယ်ဆိုပြီးတော့မှစိတ်ဆွဲလန်းခြင်းရှိတဲ့သူတွေဖြစ်ပါတယ်တို့များမကသေးဘူးယာကုပ်ပြီးတဲ့ခါမှာယောသတ်မောရှေရဲ့မိဘများမောရှေကိုယ်တိုင်ပြည်လင်းတော်၎င်းဒီထဲမှာဆိုရင်ယာခတ်လည်းပါပါတယ်ပြီးရင်ဂီတောင်ဘာရက်ရှန်ဆုံယေဖသဒါဝိရှမွေလမှစ၍ပရောဖက်တို့အကြောင်းကိုပြော၍မကုန်နိုင်လို့ကျမ်းစာကမှတ်တမ်းတင်ထားပါတယ်ထို့သူများကဟေဘရဲ7မှာမှတ်တမ်းတင်ခိုင်းရသောယုံကြည်ခြင်းသူရဲ့ကောင်းများဖြစ်ပါတယ်အငယ်33မှာပါပြောတယ်လဲဆိုရင်ထိုသူတို့သည်ယုံကြည်ခြင်းအဖြစ်အခြားသောတိုင်းနိုင်ငံကိုအောင်ခြင်းတရားသဖြင့်စီရင်ခြင်းဂတိတော်ကိုဝင်စားခြင်းရှင်သေးနှုတ်ကိုပိတ်ခြင်းမိအရှင်ကိုငြိမ်းစေခြင်းဒါလနတ်ဘေးနေကင်းလွတ်ခြင်းအနာမထမြောက်၍ကျမ်းမာခြင်းစစ်တိုက်သောအခါခွန်အားနှင့်ပြည့်စုံခြင်းတပါးအမျိုးသားတို့၏တပ်များကိုဖျက်ဆီးခြင်းအမှုများကိုပြုကြတယ်လို့ပြောပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီနေ့ဆင်ခြင်ရဖို့ရန်အတွက်ယုံကြည်ခြင်းသူရဲ့ကောင်းများကိုကြည့်ပြီးတော့မှကျွန်တော်တို့ကိုယ်တိုင်ပင်ဒီနေ့ဆင်ခြင်ခဲ့တယ်လို့ပဲယုံကြည်ခြင်းမမြင်သောအရာများကိုတိမှတ်ဆွဲလန်းခြင်းဖြင့်နှစ်သက်ကိုအတူတူကခြေလှမ်းကြပါစို့အယောက်စီတိုင်းပေါ်ပြရှင်ကောင်းချီးပေးပါစေ